Nana Bluma Machiro, there are margin there. Nana Bluma Machiro, Reka, the Tia like Ba, Lo the Luto, Luyarenga, Chica, while an end of calling, you know. I'm the Shinna Book or the book I was Sada, she now, Luella, the Pizza. Oh, it's a clearly with the Navy of our area. Oh, Lu Tibia or Yan Trampet or not. Tadilu Anna, Sarah to Ario, so the Peters to work. I have a temper bene, oh, Sarah, she now leave what we are going to Abidava. Oh, well, Tigo did it. But I don't want to be a man. I love a dear, 12 dear DJ, a dear, a clear. I'm real, I said to I clear, but do. တွေ့ပြောဒီလိုကပြီးတော့ရောက်ပို့တယ်နော်လို့ပြောဒီညအဲ့ဆိုင်သွားအောင်ပါဟိုအမမတော့ဟိုကောင်းတဲ့အချိန်ပါသွားတာပါဟိုမညာတန်းပြောမှပြောတယ်မှားသွားတဲ့ဥစ္စာလည်းအနာနာဘယ်သူမှမရှိတော့တဲ့အခါပါဘေးနာအနာနာမရှိတဲ့အခါဖြစ်သွားပြောင်းပြန်ဖြစ်သွားတာဗောနော်အဲ့လိုဖြစ်သွားတဲ့အခါကျတော့ဒါဟိုရည်ရွယ်ချက်ရှိနေတဲ့ဟိုဖြစ်လာဖို့ပေါ့မတော်တဆဟိုရှာကလုတိုက်ပြီးတော့ဟိုမှားသွားတာပါအဲ့ဒီတော့ဟိုတေးဆရာရောဟိုညီဟိုကိုသူကိုသားဖြစ်တဲ့ဗောနော်ညီလေးတာတိလူလည်းဥလိုက်ဆိုဒီနေရာနေပြီးတော့ဟိုတောက်မှတ်ပါတယ်เนาะဥလိုက်ဆိုမတော်တဆမှားသွားအမှန်ဆိုလိုက်ရတဲ့ထင်လိုက်တာပါเนาะနှစ်ခေါက်သုံးခေါက်ပြေးတော့အေးဟုတ်တော့ဆိုဒီနေ့တော့မှားရဦးနိုင်လူမင်္ဂလာပါရှင်ဟုတ်မင်္ဂလာပါပြောက်နေရကြပြီเนาะပြန်ပေါ်လာတော့လေဘာမှချင်းနေစုံနေရတာအဲ့ဒါနည်းနည်းပြောပြအောင်ဟုတ်ပြောပြတော့ပုံပါဘူးပေါ့เนาะဒီလိုကျွန်တော် MTV လေးတွေဗာလေးတွေတော့ရိုက်တယ်ပေါ့เนาะပြီးခဲ့တဲ့3ရက်ကဒီမဆုံးမှုကြီးတဲ့ကျွန်တော် MTV ရိုက်တယ်ပြီးတော့ဇလန်တွဲလေးတွေကျွန်တော်ရိုက်တယ်အခုဒီဟိုဟာပေါ့အမြင်ပေါက်ကျူးဆိုတဲ့အဲ့ဒီဟိုဟာပေါ့ for you application ကနေပြီးတော့ကားပါလဲဒီကိုဝေလူကျော်တဲ့ကိုရိုက်တဲ့ဆိုတာလဲဒါပြရတယ်ပေါ့နော်အခုဒါလည်းတော်တော်လေးအောင်မြင်ပါတယ်အခုလို့ရှိလေတော့ဆရာတော့ဒါ MTV လေးတွေနောက်ဒီချမ်းမှာဆိုကျွန်တော်ဒီဟိုဟာပေါ့ဘိုးဖျားရေးဘက်တက်မှာဒီချမ်း၄ရက်ဖြော်ရွေးခဲ့တယ်ဟိုပြီးခဲ့တဲ့2ရက်က MTV ရိုက်တယ်ဒီလားကုန်လည်းကျွန်တော်ဇလန်တွဲရိုက်ဖို့ရှိပါတယ်ဟုတ်နာနာမရှိရဘူးပါလေခါဘာမှအချင်းသွားဆိုတာနည်းပြောပဲအရင်ပြန်အဲ့ဒါတော့ဒီလိုကိုကကြောင်ပြောင်းမှနေတာလေကြောင်ပြောင်းသူကြောင်ပြောင်းသားဖြစ်တဲ့အခါကျတော့ငယ်ငယ်လေးတွေကဒီကြောင်ပြောင်းမှာပဲနေရဆိုဒီကြောင်ပြောင်းကြောက်ကွက်တစ်လမ်းမှာကျတော့9အိမ်ကိုဟိုစိုက်တစ်ခု9အိမ်ကိုစိုက်တစ်ခုလောက်ရှိတယ်ဘားတွေဟိုဘီယာဆိုင်တွေကပေါ့နော်အဲ့ဆိုင်ထဲမှာလည်းအကုန်လုံးကဟို classic wine လေးအသေးလေးတွေဒါမျိုးလေးတွေရှိကြတယ်အဲ့တော့အဲ့နေရာလေကိုကလည်းဟိုညာပိုင်းပေါ့နော်အိတ်ခါနေဆွကျဲတဲ့ကိုစားဖို့တော့900ကုန်ပြီးတော့900ထွက်ဝယ်တာအဲ့ကျတော့အဲ့ဆိုင်ကခလေးရလဲဥက္ကလူမတွေ့ရကြဘူးတချင်းလေးဒါဆိုပါဦးဆိုတော့သွားပြီးတော့ဆိုတာပေါ့ကိုယ်ကနည်းနည်းတော့ကောင်းနေပြီပေါ့နော်အဲ့မှာတချင်းနှစ်ပုတ်ဆိုတော့တပုတ်ကပဲစာသားအရှိနောက်လွဲသွားလို့ဖြစ်သွားတယ်အဲ့ဆိုင်ကခလေးတွေပဲတင်တာပဲဖြစ်မှာပါအဲ့ဒါကြီးကဟိုလူတိပြီးတော့ဟိုပါပေါ့အရန် trend ဖြစ်သွားတာပေါ့နော်ဟို2 million လောက်တက်သွားတယ်ဆိုတာကိုသိရတဲ့ခါကျတော့လဲဘယ်လိုပဲပြောဟို PD လေးတစ်ခုဖြစ်မိပါတယ်ဒါပေမဲ့လည်းဟိုတာလီလူတော့အားနာတာပေါ့စာသားကိုသွားပြီးတော့ဆိုလိုဖြစ်တဲ့ဆိုတဲ့အခါကျတော့ဥလိုက်ပြောကြတော့အခုအိမ်မှာအနေများတယ်ဆိုတဲ့အခါကျတော့ညပိုင်းကျရင်အဲ့ TikTok လေးအကြည့်များတယ်TikTok လေးအကြည့်များတယ်ဆိုတဲ့အခါမှာဒီသချင်းလေးတွေပေါ့နော်အခုဆိုအရန်ဟိုtrend ဖြစ်နေတဲ့သချင်းတွေပေါ့ကိုဖိုးကသချင်းတို့နောက်ဗါလဲဟို Muse ဆိုတဲ့ဟိုပေါ့နော်အဆိုတော့သူ့ရဲ့သချင်းတွေနောက်ပြီးတော့ဟိုကိုတာရီလူရဲ့သချင်းတွေဟိုတော့ဝေလာရဲ့သချင်းတို့ပေါ့နော်ဟိုဥလိုက်လူကဟိုကိုလေးလူသချင်းတို့ကိုထူးရဲ့သချင်းတို့ကိုဘိုးထူးတို့ဘာလို့အဲ့ heavy တချင်းမျိုးတွေကိုဥလိုက်လူကနားထောင်တာများတယ်ဗောနော်ဟိုနောက်ဆရာဦးကျက်မြတ်လောင်းပေါ့ကွန်ပျူတာတို့ခန်းနာပွဲတွေဘာတွေကြားတော့ဥလိုက်လူကအဲ့ဒီအချစ်လို့ခေါ်သလားနဲ့ပြလာပါတော့နဲ့ကတော့ဒါဥလိုက်လူကအများတဲ့ဟိုဆိုးဖြစ်ပါတယ်ဒါဦးကျက်မြတ်လောင်းလို့လည်းဥလိုက်လူကဒါဆရာကျွန်တော်ပွဲလေးတွေရှာတော့ဆက်တဲ့ချင်းတွေကိုကြိုက်လို့ဗောနော်ပြလာပါတော့ဆိုတဲ့ချင်းလေးကျွန်တော်ဆိုခွင့်ပြုပါနောက်ကိုထူးရလေးဆိုလဲခွင့်ပြုထားတယ်ကိုဘိုးတူဆိုတော့အရိုက်ခဲတာပေါ့ကိုပက်ကယ်ချင်းဆိုတော့အဲ့အချစ်လို့ခေါ်သလားဆိုရင်ကိုထူးရဲ့လေးဆိုရင်ဆရာကလည်းသူပြထားကြည့်တာဦးနိုင်တို့ဒီဟိုမြဝတီဘက်မှာပေါ့နော်ဟိုငင်းငယ်ဖြော်ရီပွဲကြီးသွားတဲ့အခါကျရင်ကိုထူးရဲ့နေတဲ့စုံတာဟုတ်အာဘေးအသက်အရန်မိုက်တယ်ပေါ့နော်အဲ့လိုမျိုးတွေဟိုချီကျူးခံရတဲ့အနေအထားမျိုးတွေရှိပါတယ်ဒါဟိုမထင်မဲ့ပဲနဲ့ဟိုစာသားအရှိနောက်လေးဟိုဖြစ်သွားအဲ့ဒါပဲလူတွေကကိုရည်ပြီးတော့အားပေးကြပါတယ်ဆိုကိုအဲ့လိုစာတော့ကြည့်ပြီးတော့ဆိုလိုက်တာပဲเนาะအဲ့ဒီတော့အမှန်တမ်းပြောမှဆိုတော့စာကြည့်ဆိုလိုက်တာအချင်းအလွတ်မရလို့ပေါ့နော်အဲ့ဟိုလူသူလူသုံးလားအဲ့တချင်းလေးကိုဆိုလိုက်တာပေါ့ဟုတ်ဆိုရလေဒီလိုမျိုးပါလေဘာချင်းတက်ထွက်လာလားဆိုတော့လေဝိုင်းနောက်နေကြတဲ့ချင်းကိုလေ
ဟုတ်တယ် လူနိုင်ပါရှင်းတော့ပြောင်းမြန်နေပါလေ ဟုတ်တယ်လူနိုင်ပါရှင်း အဲ့ဒါဆိုဘယ်လိုလေးရောကန်စားလဲကွာလေ ပြောပါရဲ့ အဲ့တချင်းကိုကြိုက်တာဗျ ကြိုက်တယ်ဟိုတာတီလူလေးကြိုက်တယ်ဦးလိုက်လူကဟိုဝေလာရဲ့တခြင်းပေါ့နော်15မိနစ်ကျော်လွမ်းလာတယ်ဆိုရက်သူတို့စာသားတွေကတကယ်ဘဝနဲ့ရင်းပြီးတော့မှရခဲ့တဲ့စာသားတွေလို့ဦးလိုက်လူကထင်တယ်ဒါအနုမယသမားတရားအောင်နေတယ်ပေါ့နော်ရုပ်ရှင်ရဲ့တပင်ရဲ့ဂီတရဲ့ဆိုတာဒါပေါင်းမှုဆွတ်နေတယ်ဆိုရဒေတာတိုက်တာဆိုတဲ့အခါကျတော့တချင်းတစ်ပုတ်ဖြစ်ဖို့ဆိုတာတစ်ခါတလေကြာရင်3နှစ်လောက်လေကြာရင်ကြာလိုက်တယ်တစ်ခါတလေကြာရင်တစ်ထိုင်နဲ့လေရကျင်လေရသွားနိုင်တယ်လူရဲ့စိတ်နဲ့ဘဝရဲ့တွေ့ကြုံမှုခံစားမှုနှလုံးသားရဲ့တွေးစက်နဲ့ရေးတဲ့စာသားတွေပေါ့နော်တချင်းတစ်ပုတ်ပေါက်မြောက်တယ်အောင်မြင်တယ်ဆိုတာကအလွယ်တကူပေါက်မြောက်အောင်မြင်ခဲ့တာမဟုတ်ဘူးအဲ့လူရဲ့သဘောတစ်ခုက10နှစ်တာဘဝကာလတစ်လျှောက်လုံးကကြုံတွေ့ခဲ့ရတဲ့အဖြစ်တစ်နှစ်တွေဟိုခံစားမှုတွေဟိုဒုက္ခခံစားရမှုတွေဘဝရဲ့အတက်အကျတွေအနေအမြင့်တွေနှလုံးသားရေးရတဲ့ပတ်သက်တဲ့ကိစ္စတွေစီးပွားရေးတွေဒါတွေနဲ့ပတ်သက်ပြီးတော့မှ तू ကဒီစာကြောင်းလေးတစ်ကြောင်းဖြစ်ခဲ့ရတာလေအဲ့လိုမျိုးဆိုတဲ့အခါကျတော့တည်ရသမားတိုင်းဦးနဲ့တွေကတော့တန်ဖိုးထားတယ် ဟုတ်ကဲ့တချင်းအဲ့လိုမှားသွားတာလေပုံမပြတ်ဘူးလေဦးနိုင်လို့ပြောမတိလိုက်ဘူးလိုက်တော့မှားသွားမယ် ဟိုတိတော့တိတယ်ပါဒါပေမဲ့အနောက်မှာပြန်မှန်သွားတယ်ပေါ့နော်အလောက်ကတီးရပြီရတယ်သူကတီးတော့တီးကြတယ်တီးတယ်အဲ့ကလေးတွေမနေ့ကဦးနဲ့အဲ့ဆိုင်ကအဲ့ကလေးတွေမတွေ့ဘူးတွေ့ပြောဒီလိုကတော်တော်ရောက်ပို့တယ်နော်လို့ပြောဒီညအဲ့ဆိုင်သွားအောင်ပါဦးနဲ့ကျတော့ဆိုချင်တဲ့ဆိုင်ဆိုတာဒီလမ်းတစ်လမ်းလုံးမှာကျွန်တော်တက်ကုတ်တစ်လမ်းမှာကျတော့ဒီဟိုပြောမယ်ဆိုရင် Address Y လေးတွေကဆိုင်တိုင်းမှာရှိတယ်ဒီစားတော့ဆိုင်တိုင်းမှာရှိကြတာပေါ့နော်ဟိုမှာကိုလိုနီတို့ကျွန်တော်360တို့ဒါတိုင်ဂါတို့အင်ပါယာတို့ဝင်းတို့အမျိုးမျိုးရှိကြတာပေါ့နော်ဒီလမ်းကြီးတစ်လမ်းလုံးမှာပေါ့နော်ဟိုကြောင်မြောင်းကကျတော့ဦးနဲ့ဟိုငယ်မွေးချန်ပေါက်လည်းဖြစ်တယ်လူတွေလည်းထူတက်တယ်ဘာမှမရှိဘဲနဲ့လူတွေကကြိတ်တိုးတယ်ညဘက်ဆိုလာကြည့်ည2 နာရီပိတ်ပုတ်စားခြင်းလည်းရတယ်ည7 နာရီဟိုကောင်းချင်းမောင်းစားခြင်းလည်းရတယ်ကိုစားခြင်းနဲ့မဟုတ်အမျိုးအမီအကုန်မရှိဘူးဆိုတာမရှိစရာကြောင်မြောင်းမှာအဲ့တော့ကြောင်မြောင်းမှာညဘက်ဆိုလမ်းလျှောက်တာလည်းဦးနဲ့ကိုဆိုကြည့်တဲ့အဲ့မှာဆိုင်ပါလို့ကိုကဝင်ဆိုလိုက်တာဦးနဲ့ကျတော့ဘ누구ကဘာပြောလေကိုဆိုကြည့်တဲ့စိတ်ရှိတယ်ကိုယ်လည်းကောင်းတယ်ဆိုအေးကြီးလေးဦးနဲ့ဟိုရှင်း TV လည်းဟုတ်ကဲ့ဦးနဲ့အတီးရောလို့ချို့ရမေးကြတယ်ပေါ့အဲ့မှာတချင်းကလည်းရှင်းတဲ့နောက်နဲ့တွဲသွားအဲ့လိုပဲမြင်တဲ့ရှင်းတဲ့နောက်တွဲတက်လာပေါ့စကားတွေပါပြောလို့ရှိရင်ဟုတ်အမမတော့ဟိုကောင်းတဲ့အချိန်ပါသွားတာပါဟိုမညာတန်းပြောမှလို့နည်းနည်းကောင်းတဲ့အချိန်ခေါ်ဆိုတိုင်းတော့ဗာလဲမှားသွားတဲ့ဥစ္စာလဲအနာနာဘယ်သူမှမရှိတော့တဲ့အခါပါဘေးနာအနာနာမရှိတဲ့အခါဖြစ်သွားပြောင်းပြန်ဖြစ်သွားတာဗောနော်အဲ့လိုဖြစ်သွားတဲ့အခါကျတော့ဟိုရည်ရွယ်ချက်ရှိနဲ့လည်းဟိုဖြစ်လာဖို့ပေါ့မတော်တဆဟိုရှာကလုတိုက်ပြီးတော့ဟိုမှားသွားတာပါအဲ့ဒီတော့ဟိုတေးဆရာရောဟိုညီဟိုကိုသူကိုသားဖြစ်တဲ့ဗောနော်ညီလေးဟိုတတိလူကိုလည်းဥလိုက်ပြီးဒီနေရာနေပြီးတော့ဟိုတောက်မှတ်ပါတယ်လို့နော်ဥလိုက်မတော်တဆမှားသွားတာအမှန်ဆိုလိုက်ရွယ်တဲ့ထင်လိုက်တာဗောနော်နှစ်ခေါက်သုံးခေါက်ပြေးတော့အေးဟုတ်တော့ဆိုတော့ဒီနေ့တော့မှားရတယ်အဲ့အစားဆုံးတော့မရိုက်ဘူးကျေးဇူးရှင်ရတယ်ပြီလားအဲ့မှားတဲ့နေရာလေးကိုကွက်ပြီးတော့ edit လုပ်ပြီးတော့တင်လိုက်သေးတယ်အဲ့တော့နောက်ပိုင်းနေအောင်မှန်လားမှန်တယ်နောက်ပိုင်းမှန်တယ်အဲ့ဒီတဲ့ချင်းလေးလည်းပြန်ဆိုရလို့ရတာအမှန်လေးပေါ့အမှန်တိုင်းလေးလာနာလူမရှိတော့ဒါတော့မှားကျင်နေသေးတယ်လာနာဘလူမရှိတော့တဲ့ခါတတိယလိုက်ပါလို့တလို့တော့လို့ရတဲ့ငါအချစ်ကမှန်ပါဒါမကောင်းလေဒီချိန်ကဒါရည်တော့နောက်ဆုံးနေတယ်ပေါ့ဒါအန်ကယ်လေးကပြောင်းပြန်ပြောလို့လေရှင်အန်ကယ်လေးပြင်ထူးနိုင်လို့ပဲတဲ့ကူတဲ့ပြောင်းပြန်ဟာကိုစုကူဝါးဆိုလို့နိုင်ပြောကြတယ်ဒါသူတို့ကိုဒီကနေပါပြောချင်တယ်ပေါ့ပြောပါဦးကျဲသူတို့ကတမကြနောက်ပိုင်းလဲအမောင်းလည်းကြိုးစားပါမယ်လို့ကိုသားဒီလူရောကရွေးချယ်သေးလေဒီကဩဘာပဲပြောညီလေးသချင်းတွေကိုလည်းအားပေးပါတယ်ဥလိုက်လူညီလေးသချင်းလေးတွေလည်းဥလိုက်လူကိုလည်းပွဲလေးတွေရစိုးခွင့်ပေးပါလို့နော်ဥလိုက်လူရအောင်ကြက်ပါမယ်လို့ပြောပြရသည်